မင်းဘိုက်ဆိုင်နေဆိုမင်းငါ့သမင်းဆိုင်နေဆိုင်သွားမယ်ကွာဟိုရောက်လို့ရှိရင်တော့တပြဲစားကြမယ်စားလို့ဘိုက်ပြည့်ပြီဆိုတာနဲ့ငါဒီပဆိုင်ကြီးကလေးကိုဇွဲပေါ်တင်လိုက်မယ်မင်းကိုမျက်နှာကြီးပြက်လိုက်တယ်မင်းပဆိုင်ကြီးကိုခိုင်းပြီးပြေးတော့ဟာမင်းဖြစ်ပါမလားမင်းဖြစ်ပါတယ်မင်းသာလွတ်အောင်ပြေးစမ်းပါပြတ်တက်တော့လို့မမတက်ပါဘူးငါနောက်ကနေတကုံလိုက်ခဲ့မှာဒါဆိုငါလုံးအောင်ပြေးမယ်မင်းလည်းလုံးအောင်လုံးတော့အေးပါဒါသွားမယ်ဟေးမင်းကဒီဆိုင်ကြီးလားအေးဘာလဲလို့မင်းကလမ်းဘေးဆိုင်တော့သွားမှာကွာမင်းကမင်းကဒီဆိုင်မှာစားဘူးလို့အေးငါတခါမှမစားဘူးဒီအဲ့ဒါပြောတော့ဗောမစားဘူးတဲ့မင်းရောငါရောစားလဲစားဘူးတော့ဘိုက်လဲပြေတော့မထူးကွာလုံးမလို့တော့တဆုံးမဲ့ပေါ့ဟုတ်တယ်မလိုက်ဘူးလားမင်းဒီကွာလုံးကွာအဲ့ဒါဆိုတော့လုံးဖြူကတကောင်ကြွက်ပါကူတန်လဲအဖြူငယ်လေးတွေကမိဘတွေကဆုံးပါသွားတာပါအဖြူမှာအားကိုးစရာဆိုလို့ဦးလေးတယောက်ပဲရှိပါတယ်အဖြူကငယ်လေးတွေကပကံဖျားတွေမှာနိုင်ငံသားတွေကိုလိုက်ပြရင်းနဲ့ကြီးလာတော့လေဒီလောက်ပဲဆက်လုပ်ဖြစ်သွားတာလေဘာဖြစ်လေဖြူကမြမယဉ်ကျေးမှုကိုကဘာတီးအောင်မြမကုံကိုဆောင်တဲ့အလုပ်ကိုလုပ်နေရဆိုတော့ဖြူအလုပ်ကိုလေးစားပြီးသားပါလူဘဝဆိုတာကလည်းကိုရောက်နေတဲ့နေရာရယ်ကိုလုပ်နေတဲ့အလုပ်ရယ်အကောင်းဆုံးဖြစ်အောင်လုပ်သွားဖို့ပဲမလားကောင်းတယ်ဘာသာကိုတင်းသွားတာတမန်စားတော့ပြီးသွားပြီဟဲ့ဒီမှာငါပဆိုင်လောက်တော့ပါတော့ဟိုအဲ့ဒါပတ်စံအိတ်ကွာမင်းပတ်စံကဟိုမှာအော်ဒီကောင်လည်းကွာတေချာမာတာတနဲ့ငါပဆိုင်ကိုခိုးပြေးပါဆိုမှအဲ့တဲ့ပဆိုင်များယူပြီးပြေးရတယ်လို့ဒုက္ခပါပဲကွာဩဒါဆိုရင်မင်းတို့နှစ်ယောက်ကငါဆိုင်မှာလာပြီးကလစ်ကျစ်လို့လာစားတာဟုတ်လားယောဟမ်အေးအဲ့ဒီအမှုကိုဒီအဲ့တဲ့ပတ်စံယူသွားတဲ့အမှုကိုဒီစကားမလားရှင်းလားမဟုတ်ကျွန်တော်တောင်းပါဟုတ်ခဏနေပါဒီလူတွေကိုရဲစခန်းနဲ့ပို့မနေပါနဲ့တော့သူတို့စားထားတယ်အားလုံးကျွန်တော်ပဲရှင်းလိုက်ပါမယ်ခင်ဗျားတို့ကလည်းနောက်ဒါမျိုးမလုပ်နဲ့ပေါ့ဗျာဟုတ်ကဲ့ပြီးမယ်လေဟို